အားလုံးပဲမင်္ဂလာပါမျိုးဝန်ကိုကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ပြပြပေးမယ့်အကြောင်းအရာလေးကတော့ပညာရေးအတွက်နဲ့အသက်ဆုံးလို့နေပါဖြစ်ခဲ့ရတဲ့မိန်းကလေးတစ်ယောက်အကြောင်းပဲဖြစ်ပါတယ်ရှင် Child, one teacher, one book, and one pen can change the world. ဒီနာမည်ကတော့မလာလာယူဆက်ဆိုင်လို့ခေါ်တယ်သူရဲ့ဖြစ်ပြဆိုလို့ရှိရင်စိတ်ကူးရင်ဇလန်းမဟုတ်ပဲねတကယ်အပြင်မှာဖြစ်ခဲ့တဲ့အဖြစ်ရတစ်ခုပဲဖြစ်ပါတယ်မလာလာလေးဟာဒီပါကစ္စတန်နိုင်ငံဆော့ဗယ်လီဆိုတဲ့နေရာလေးမှာမွေးဖွားခဲ့တယ်။သူ့ရဲ့အဖေကဆိုလို့ရှိရင်လေပညာရေးကိုအားပေးတဲ့သူတစ်ယောက်ဖြစ်တယ်။အဲ့ဒါကြောင့်မို့လို့အဲ့ကောင်မလေးကလည်းဒီကျောင်းတက်ရတာကိုလည်းအရန်ပျော်ရွှင်နေပေါ့နော်။နောက်ပိုင်း2009ခုနှစ်မှာတာလီဘန်အစွန်းရောက်အဖွဲ့အစည်းတွေကအဲ့ဒီဒေသကိုဝင်ရောက်တယ်။ဝင်ရောက်ပြီးတော့အဲ့ဒီဒေသမှာရှိတဲ့မိန်းကလေးတွေကျောင်းတက်တာကိုမလိုလားဘူးပေါ့နော်။မလိုလားတဲ့ကြောင့်မို့လို့စာတင်ကျောင်းတွေကိုလည်းဖျက်ဆီးပစ်တယ်။ဒီလိုချိန်နေမျိုးမှာမလာလာဟာဘာမှမလုပ်ခင်နဲ့မနေနိုင်ခဲ့ပါဘူးတိတ်ဆိတ်နေတာကသူမကိုကြောက်ရွံ့စေတယ်လို့သူတွေးခဲ့တယ်အဲ့ဒါနဲ့17နှစ်အရွယ်မှာမလာလာဟာ BBC အတွက် vlog တစ်ခုကိုသူစတင်ရေးခဲ့တယ် vlog ထဲမှာဆိုလို့ရှိရင်မိန်းကလေးတွေစတင်ဝင်ရောက်ဖို့ဘယ်လောက်အရေးကြီးတယ်ဆိုတာကိုသူရဲရဲဝံ့ဝံ့ရေးသားခဲ့ပြီးတော့တာလီဘန်ရဲ့မတရားမှုကိုလည်းကမ္ဘာကိုဖော်ထုတ်ခဲ့ပါတယ်ဒီလိုမျိုးလောရက်တွေကြောင့်မလာလာဟာဆိုလို့ရှိရင်တာလီဘန်ရဲ့ပြစ်မှတ်ဖြစ်လာခဲ့တယ်2012ခုနှစ်အောက်တိုဘာလ9ရက်နေ့မှာမလာလာဆိုလို့ရှိရင်ကျောင်းကားနဲ့သူ့အိမ်ကိုပြန်လာနေတော့မှတာလီဘန်အဖွဲ့ဝင်တယောက်ကဆိုလို့ရှိရင်သူမရဲ့ခေါင်းကိုတနက်နဲ့ပစ်ခဲ့တယ်ဆေးရုံတွေအချင်းချင်းပြောင်းပြီးတော့ကုသရတယ်ဒါပေမဲ့ဒီတန်ရာကသူ့ကိုပညာရေးအတွက်ပို့ပြီးတော့အထုတ်လို့စိတ်ကူတာဖြစ်ခဲ့ပါတယ်မလာလာကဒီဖြစ်တဲ့ကြောင့်စိတ်တက်လုံးဝမကြသွားပဲနဲ့သူတို့ကကျမကိုတိတ်ဆိတ်အောင်လုပ်ဖို့ကြိုးစားခဲ့ကြတယ်ဒါပေမဲ့သူတို့မအောင်မြင်ခဲ့ဘူးလို့ကဘာကိုသူမပြောခဲ့ပါတယ်ကျမကြီးပြန်ကောင်းလာတဲ့အခါမှာဆိုလို့ရှိရင်မလာလာဟာမလာလာ fan ဆိုတဲ့ foundation ကိုတည်ထောင်ခဲ့ပြီးတော့ကဘာအနှံ့အပြားမိန်းကလေးတွေပညာသင်ကြားခွင့်ရဖို့အတွက်သူကဆက်လက်ပြီးတော့ကြိုးပမ်းခဲ့ပါတယ်သူ့ရဲ့မယုံနိုင်စရာကောင်းတဲ့စူးစမ်းမှုတွေအကြောင်းပေါ့နော်2014ခုနှစ်မှာဆိုလို့ရှိရင်မလာလာဟာကဘာအသက်ငယ်ဆုံးအဖြစ်ငိမ့်ချမ်းရေးနိုဘယ်ဆုကိုရရှိခဲ့တယ်ဒီဇလန်နေပြီးတော့လူတစ်ယောက်ရဲ့ရဲရင်းနဲ့ဆုံးဖြတ်ချက်ကကဘာကြီးကိုပြောင်းလဲသွားစေနိုင်တယ်ဆိုတာကိုသင်ခန်းစာရသွားမယ်လို့မျှော်လင့်မိပါတယ်မလာလာဟာမိန်းကလေးတဦးရဲ့စတင်ခွင့်ဟာပန်းနိုင်တစ်ခုတည်းနာမကပဲလူသားတိုင်းရဲ့မွေးရပါအခွင့်အရေးဆိုတာကိုလည်းသူတက်တည်ပြခဲ့ပါတယ်သူ့ရဲ့ဘဝဇာတ်ကြောင်းကခက်ခဲတွေကြားကနေဘလို့အောင်မြင်မှုရယူမယ်ဆိုတဲ့သင်ခန်းစာကောင်းတွေကိုပေးဆက်နိုင်ပါတယ်မလာလာဟာယနေ့ထိတိုင်အောင်ကဘာတဝမ်းကမိန်းကလေးတွေပညာသင်ကြားခွင့်ရရှိတဲ့အတွက်ဆက်လက်သူလှုပ်ဆောင်နေပါတယ်သူ့ရဲ့ဇလန်ဟာဆိုလို့ရှိရင်စိတ်အားငယ်တဲ့သူတွေအတွက်ကြီးမားတဲ့စိတ်သက်ခွန်အားကိုပေးဆက်နိုင်ပါတယ်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်